မင်္ဂလာပါရှင်။ Migrant ထိုင်းရဲ့ရွှေပြောင်းရေးရာသတင်းအစီအစဉ်ကနေကြိုဆိုပါရစေ။ပြည်တွင်းပြည်ပရွှေပြောင်းအလုပ်သမားများနဲ့ပတ်သက်တဲ့သတင်းတွေကိုပြောပြပေးမှာပါ။ထိုင်းမှာပကိုင်းအောက်စစ်စင်ရေးအတွင်းမြန်မာအလုပ်သမား9000ခန့်ဖမ်းဆီးခံရတဲ့သတင်းကိုအရင်ဆုံးပြောပြပါမယ်။ထိုင်းရဲ့တပ်ဖွဲ့ဟာနိုင်ငံတော်ဝန်မှာတရားမဝင်ရောက်နေထိုင်သူတွေကိုနှိမ်နင်းဖို့ Operation ပကိုင်းအောက်စစ်စင်ရေးကိုဆောင်ရွက်ခဲ့ရမှာလူပေါင်း1000ကျော်ကိုဖမ်းဆီးခဲ့တယ်လို့ထိုင်းသတင်းကဖော်ပြပါရယ်။ပြီးခဲ့တဲ့ဒီဇင်ဘာလ1ရက်နေ့ကနေ20ရက်နေ့အထိစစ်စရေးကာလအတွင်းမှာတန်တရားရှိသူစုစုပေါင်း12209ဦးကိုဖမ်းဆီးခဲ့တာပါအဲ့ဒီအထက်မှာမြန်မာနိုင်ငံသား4922ဦးနဲ့ကမ္ဘောဒီးယားလာအိုဗီယက်နမ်တရုတ်အိန္ဒိယရုရှားစတဲ့အခြားနိုင်ငံသားတွေလည်းပါဝင်ပါတယ်စုစုပေါင်းအမှုပေါင်း12832မှုကိုတရားစွဲဆိုခဲ့တယ်လို့သိရပါတယ်လာဝကရဲတပ်ဖွဲ့ဟာသက်ဆိုင်ရာတည်တံ့တရအဖွဲ့အစည်းတွေနဲ့ပူးပေါင်းပြီးပကိုင်းအောင်ပုံအောင်နေတဲ့တန်တရားရှိသူများကိုလိုက်လံရှာဖွေခြင်းလို့နာမည်ပေးထားတဲ့စစ်စည်ရေးကို2026ခုနှစ်ကနေစပြီးတော့နှစ်စဉ်ဒီဇင်ဘာလရောက်တိုင်းမှာပြုလုပ်နေတာပါဒီနည်းဗျူဟာနဲ့နိုင်ငံတော်ဝန်မှာတရားမဝင်ရောက်နေထိုင်သူတွေကိုပြစ်မှတ်ထားရှင်းလင်းခဲ့တာဖြစ်တယ်လို့ဖော်ပြပါရယ်ဒီစီမံချက်ကိုချုံပလီခရိုင်မှာလည်းဆောင်ရွက်ခဲ့ပြီးဘန်လာမွန်နဲ့ရချပန်ဒေတာကစက်ရုံအလုပ်သမားစခန်းတွေကိုလည်းစစ်ဆေးခဲ့ပါတယ်အဲ့ဒီထဲမှာနေရလိပ်စာတိုင်ကြားရန်ပြက်ကွက်သူအလုရှင်မီမတူညီသူများနဲ့အထောက်ထားမစုံလင်သူစားတဲ့ဥပဒေနဲ့မညီတဲ့ရွှေပြောင်းလုပ်သား195ဦးကိုရဲတပ်ဖွဲ့ကဖမ်းဆီးခဲ့ပြီးမြန်မာလုပ်သား145ဦးပါဝင်နေတယ်လို့ထိုင်းသတင်းကဖော်ပြပါရယ်။တနိုင်ငံလုံးမှာဖမ်းမိခဲ့တဲ့သူတွေရဲ့အမှုတွေကတော့တရားမဝင်ဝင်ရောက်မှုဗီဇာသက်တမ်းကျော်လွန်နေထိုင်မှု overstay တရားမဝင်ဝင်ရောက်လာသူများကိုဝှက်ထားပေးခြင်းတည်ယူပို့ဆောင်ပေးခြင်းလက်ခံထားခြင်းလာဝကဥပဒေအရအကြောင်းအရာများကိုပြက်ကွက်မှုမူရစ်စေဝါနဲ့ပတ်သက်တဲ့ပြစ်မှုများထိုင်းနိုင်ငံကထုတ်ပြန်ထားတဲ့ဖမ်းဝရမ်းနဲ့နိုင်ငံခြားသားတွေကိုဖမ်းဆီးခြင်းနိုင်ငံတကာတရားခံလွှဲပြောင်းရေးဝရမ်းများဖြင့်ဖမ်းဆီးခြင်းတို့ပဲဖြစ်ပါတယ်။အထူးသဖြင့်ပြည်ပခါတွေနဲ့ပါဝင်ပတ်သက်နေတဲ့နိုင်ငံခြားသားတွေကိုအနိကစောင့်ကြည့်နေပြီးပြစ်မှုကျူးလွန်ကြောင်းတွေ့ရှိရင်ဖမ်းဆီးအရေးယူကပြည်နှင်ဒဏ်ပေးသွားမယ်လို့ရဲတပ်ဖွဲ့ကပြောပါရယ်။မြန်မာနိုင်ငံသား80ဦးကိုမလေးရှားကပြန်ပို့ခဲ့တဲ့တဲ့တင်ကိုဆက်လက်ပြောပြပါမယ်။မလေးရှားနိုင်ငံလွယ်မှုကြီးကြပ်ရေးထိန်းသိမ်းရေးစခန်းတွေမှာထိန်းသိမ်းခံခဲ့ရတဲ့မြန်မာနိုင်ငံသား80ကျော်အပါနိုင်ငံသား115ဦးကိုမူရဲနိုင်ငံတွေကိုဒီဇင်ဘာလတတိယပတ်အတွင်းမှာပြန်လည်ပို့ဆောင်ခဲ့တယ်လို့မလေးရှားလွယ်မှုကြီးကြပ်ရေးဌာန JIM ကထုတ်ပြန်ပါတယ်။သူတို့တွေဟာမြန်မာနိုင်ငံသား80ဦး၊အင်ဒိုနီးရှားနိုင်ငံသား12ဦး၊အိန္ဒိယနိုင်ငံသား10ဦး၊ဘင်္ဂလားဒေ့ရှ်နိုင်ငံသား9ဦး၊ပါကစ္စတန်နိုင်ငံသား3ဦး၊နီပေါနိုင်ငံသား2ဦး၊ထိုင်းနိုင်ငံသား1ဦးနဲ့တရုတ်နိုင်ငံသား1ဦးတို့ပဲဖြစ်ပါတယ်။ထိန်းသိမ်းခံထားရတဲ့သူတွေအားလုံးကိုကွက်လန်လန်ပူအပြည်ပြည်ဆိုင်ရာလေဆိပ်များရှနိုင်အပြည်ပြည်ဆိုင်ရာလေဆိပ်နဲ့ပစီကူရုံကတော့စိတ်တွေကနေတဆင့်သူတို့ရဲ့မူရဲနိုင်ငံတွေကိုပြန်လည်ပို့ဆောင်ခဲ့တာဖြစ်တယ်လို့သိရပါဗျ။ပြန်လည်ပို့ဆောင်ခံရတဲ့သူတွေအားလုံးကိုလွယ်မှုကြီးကြပ်ရေးဌာနရဲ့စနစ်အတွင်းအမည်ပြတ်စရင် blacklist သွင်းထားပြီးသတ်မှတ်ကာလအတွင်းမြည်သည့်အကြောင်းပြချက်နဲ့မှနိုင်ငံအတွင်းကိုပြန်လည်ဝင်ရောက်ခွင့်ပြုမှာမဟုတ်ဘူးလို့မလေးရှားလွယ်မှုကြီးကြပ်ရေးဌာနကထုတ်ပြန်ပါတယ်။မလေးရှားလွယ်မှုကြီးကြပ်ရေးဌာနရဲ့ထုတ်ပြန်ချက်တွေအရဒီဇင်ဘာလပထမပတ်အတွင်းမှာလည်းမြန်မာနိုင်ငံသား62ဦးအပါအဝင်နိုင်ငံသား148ဦးကိုသက်ဆိုင်ရာနိုင်ငံတွေကိုပြန်ပို့ပေးခဲ့ပါတယ်။မလေးရှားမြန်မာ Association MMA ရဲ့ထုတ်ပြန်ချက်အရမလေးရှားနိုင်ငံမှာပြီးခဲ့တဲ့နိုဝင်ဘာလအတွင်းကလည်းမြန်မာနိုင်ငံသား693ဦးဖမ်းဆီးခြင်းခံခဲ့ရပါတယ်။ဘန်ကောက်တူဝနာဘူမီလေဆိပ်အနီးမှာ drone တွေနဲ့အတူမြန်မာနိုင်ငံသား4ဦးဖမ်းဆီးခံခဲ့ရတဲ့တဲ့တင်ကိုပြောပြပါမယ်။ထိုင်းနိုင်ငံဘန်ကောက်မြို့တူဝနာဘူမီလေဆိပ်အနီးမှာ drone တွေပြန်တန်းနေရလို့သတင်းရရှိပြီးတဲ့နောက်ရဲတပ်ဖွဲ့ကရှာဖွေခဲ့ရမှာဒီဇင်ဘာလ23ရက်နေ့ကမြန်မာနိုင်ငံသား4ဦးကိုဖမ်းဆီးခံခဲ့ရတယ်လို့ထိုင်းသတင်းကဖော်ပြပါရယ်။ရဲတွေကတရုံရှိရာဟိုတယ်ခန်းတစ်ခုကိုဝင်ရောက်စီးနင်းခဲ့ပြီးမြန်မာနိုင်ငံသား4ဦးကိုဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ရကဘန်ရဲတပ်ဖွဲ့ကပြောကြားပါတယ်။မြန်မာလေးဦးထံကနေဒရုန်းဆယ်စင်းကိုလည်းသိမ်းဆည်းရမိခဲ့ပြီးဒီဒရုန်းတွေကိုထိုင်းနိုင်ငံမှာလာရောက်ယူဆောင်ဖို့အမည်မဖော်လိုတဲ့မြန်မာနိုင်ငံသားတအုပ်ကသူတို့ကိုငှားရမ်းခဲ့တာဖြစ်တယ်လို့မြန်မာလေးဦးကရဲတပ်ဖွဲ့ထံထွက်ဆိုခဲ့ပါတယ်။ဖမ်းဆီးခံရသူတွေဟာအသက်22နှစ်ကနေ34နှစ်အရွယ်ရှိတဲ့မြန်မာလေးဦးဖြစ်ပြီးသူတို့ကိုလေဆိပ်အနီးက Grand PS Airport Hotel 7 Nebun Hotel မှာဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။မြန်မာလေးဦးတဲခိုတဲ့အခန်းကိုကြီးမားတဲ့အထုပ်တွေလာရောက်ပို့ဆောင်ခဲ့ပြီးဟိုတယ်တာဝန်ရှိသူတွေကမတင်ကားတဲ့အတွက်ရဲတပ်ဖွဲ့ကိုတိုင်ကြားခဲ့တာဖြစ်တယ်လို့ထိုင်းသတင်းတွေကဆက်လက်ဖော်ပြပါရယ်။ရဲတပ်ဖွဲ့ကအခန်းတွင်းကနေတရုတ်နိုင်ငံထုတ် DJI အမျိုးအစား
drone ဆယ်စင်းကိုတင်စီခဲ့ပြီးစုစုပေါင်းတန်ဖိုးဘတ်9တန်းကျော်ရှိတယ်လို့သိရပါတယ်။မြန်မာလေးဦးထွက်ဆိုချက်အရဒီတရုံးတွေကိုမြန်မာနိုင်ငံကကယ်ဗင်ဆိုအမည်ရှိတဲ့အလုပ်ရှင်တပ်ပို့ဆောင်မှာဖြစ်ပြီးသူကနေတစ်စစ်မြန်မာစစ်တပ်ကိုပြန်လည်ရောင်းချမယ်ဖြစ်တယ်လို့သတင်းတွေရေးသားပါတယ်။လက်ရှိမှာမြန်မာနိုင်ငံသား၄ဦးရဲ့ဗီဇာတွေကိုပယ်ဖျက်လိုက်ပြီးနောက်ထပ်စစ်ဆေးမြင့်မြတ်မှုတွေပြုလုပ်ဖို့လူဝင်မှုကြီးကြပ်ရေးဗူရိုကထိန်းသိမ်းထားတယ်လို့သိရပါတယ်။ကမ်ချနဘူရီမှာတရားမဝင်ရောက်လာတဲ့မြန်မာလူသား9ဦးဖမ်းဆီးခံရတဲ့တဲ့တင်ကိုဆက်လက်ပြောပြပါမယ်။ထိုင်းနိုင်ငံကမ်ချနဘူရီမြို့နယ်မှာကားတစ်စင်းနဲ့တရားမဝင်ရောက်လာတဲ့မြန်မာအလုပ်သမား9ဦးဟာထိုင်းလူမျိုးရင်မောင်းနဲ့အတူဖမ်းဆီးခံခဲ့ရတယ်လို့ထိုင်းသတင်းကဖော်ပြပါရယ်။ဒီဇင်ဘာလ22ရက်နေ့ကကမ်ချနဘူရီမြို့နယ်စစ်စရေးဂိတ်တစ်ခုမှာဖမ်းဆီးခံခဲ့ရတာပါ။ကမ်ချနဘူရီမြို့နယ်ရင်ထင်းရေးရဲတပ်ဖွဲ့ကကားပေါ်မှာပြစ်သိမ်းလိုက်ပါလာတဲ့မြန်မာရွှေပြောင်းအလုပ်သမားအမျိုးသမီး9ဦးကိုတွေ့ရှိခဲ့ပြီးသူတို့တွေဟာအထောက်ထားစာရွက်စာတမ်းတစုံတရာမပြသနိုင်ဘူးလို့ဖော်ပြပါရယ်။ရင်မောင်းကလည်းမြန်မာအလုပ်သမား9ဦးကိုစာရော့ခရိုင်နယ်စပ်ပေါက်ကနေတဆင့်2ဦးကိုဘတ်3000နှုန်းနဲ့ကမ်ချနဘူရီကိုပို့ဆောင်ဖို့ခေါ်ဆောင်ခဲ့တာလို့ရဲတပ်ဖွဲ့ကဝန်ခံခဲ့ပါရယ်။မြန်မာအမျိုးသမီး9ဦးကိုထိုင်းနိုင်ငံအတွင်းတရားမဝင်ရောက်နေထိုင်မှုထိုင်းရင်မောင်းကိုလည်းတရားမဝင်ရောက်လာသူများကိုကူညီခြင်းစာရွက်စာတမ်းအတူလိုင်စင်ပြအတူအသုံးပြုခြင်းတွေနဲ့အမှုဖွင့်ထားတယ်လို့ထိုင်းသတင်းကဖော်ပြပါရယ်။ပြီးခဲ့တဲ့ဒီဇင်ဘာလ18ရက်နေ့ကလည်းကမ်ချနဘူရီခရိုင်စန်ခရဘူရီမြို့နယ်ဖရန်ဖက်ကျေးရွာအုပ်စုရှိတောက်ချေတောအနီးမှာတရားမဝင်ရောက်လာပြီးပုံအောင်နေတဲ့မြန်မာနိုင်ငံသား43ဦးကိုဖမ်းဆီးခဲ့တယ်လို့ထိုင်းစစ်တပ်ကသတင်းထုတ်ပြန်ပါတယ်။ထိုင်းမှာအရက်မူးနေတဲ့မြန်မာကားသမားဝင်တိုင်မှုကြောင့်မြန်မာတအူးသေဆုံးခဲ့တဲ့တဲ့တင်ကိုနောက်ဆုံးအနေနဲ့ပြောပြပါမယ်။ထိုင်းနိုင်ငံစမွန်စခွန်ခရိုင်မှာအရက်မူးနေတဲ့မြန်မာကားသမားရဲ့ဝင်တိုင်မှုကြောင့်စက်ကယ်မောင်းနေတဲ့မြန်မာတအူးသေဆုံးခဲ့တယ်လို့ထိုင်းသတင်းကဖော်ပြပါရယ်။ဒီဇင်ဘာလ24ရက်နေ့ညနေပိုင်းကစမွန်စခွန်ခရိုင်ဘန်ဒွန်ကိုင်ဒီထားဆောင်လမ်းမပေါ်မှာအနက်ရောင်ဘက်ခက်ကားတစ်စင်းဟာအခြားယာဉ်တစ်စင်းရဲ့နောက်ပိုင်းကိုဝင်တိုက်ခဲ့တာပါ။အဲ့ဒီနောက်အရှိန်လွန်ပြီးစိတ်ကဲတစ်စင်းကိုဆက်လက်တိုက်မိပြီးလမ်းမေးကုန်းစုံဆိုင်ထဲကိုဝင်ရောက်သွားခဲ့ပါတယ်။ဒီဖြစ်ရပ်ကြောင့်စက်ကယ်မောင်းနှင်လာတဲ့အသက်32နှစ်အရွယ်မြန်မာအမျိုးသားတဦးသေဆုံးခဲ့ပြီးအခြားလူ3ဦးဒဏ်ရာရရှိကအနီးနားရှိယာဉ်5စီးခန့်ပျက်စီးသွားခဲ့ပါတယ်။ပိကက်ကာမောင်းနှင်လာတဲ့သူဟာမြန်မာနိုင်ငံသားတဦးဖြစ်ပြီးသူဟာအရက်မူးနေတာကိုတွေ့ရှိခဲ့တယ်လို့ကထုံပန်းရဲစခန်းကသတင်းထုတ်ပြန်ခဲ့ပါတယ်။သူတို့ကုန်းစင်ဆိုင်ပိုင်ရှင်နဲ့ဒေသခံတွေကအခင်းဖြစ်ပွားရာနေရာမှာဝိုင်းဝန်းဖမ်းဆီးပြီးရဲလက်အပ်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။ရဲတပ်ဖွဲ့ကမြန်မာရင်မောင်းကိုဥပဒေအရအရေးယူဆောင်ရွက်တာတွေလှုံ့ဆော်နေပြီဖြစ်တယ်လို့ထိုင်းသတင်းကဖော်ပြပါတယ်။ Migrant Thai ရဲ့ပြည်တွင်းပြည်ပရွှေ့ပြောင်းအလုပ်သမားရေးရာသတင်းတွေကိုနားဆင်ခဲ့ရတာပါ။ Migrant Thai ရဲ့သတင်းတွေကို migrantthai.com ဝက်ဆိုက်နဲ့ Facebook, YouTube, Telegram စတဲ့ online media platform တွေနဲ့ကြည့်ရှုနားဆင်နိုင်ပါတယ်။အားလုံးပဲမင်္ဂလာနှစ်သစ်ကာလဖြစ်ကြပါစေလို့ Migrant Thai ကဆုမွန်ကောင်းတောင်းလိုက်ပါတယ်ရှင်။